Hello မင်္ဂလာပါရှင်ကဲမိုးရဲ့ treasure မှာဖန်စီဆိုင်ရနေကြိုဆိုလိုက်ပါရယ်ကဲဒီ video clip လေးကလေရှင်တို့တော့တကယ်ကိုလေတီလဲတီတဲကြရဲဒီဇိုင်းတွေကိုရွေးတဲ့ကြတော့ねမိုးတော်မှာလေဒီလိုတီလို့ရှင်ဒီလိုမျိုးလှပါမလားဆိုပြီးမတွေးမိရဲ့အထီကို customer ရဲ့ choice ကအရန်ကို valuable ဖြစ်လွန်ပါတယ်เนาะအရန်ကိုတန်ဖိုးရှိရဲ့ရွေးချယ်မှုလေးတွေအရန်ကိုလှပလွန်တဲ့ရွေးချယ်မှုလေးတွေပဲဖြစ်ပါတယ်ရှင်ဒီ video လေးကလေကြည့်လိုက်လို့ရှင်လုံးဝအကျိုးမရုပ်စရာဘူးเนาะ feature လေးတွေကိုတီဖို့စဉ်းစားနေရသူဆိုလို့ရှင်ဒီ video လေးကိုကြည့်ပြအောင်ကိုကြည့်သွားပေးကြပါเนาะဘာလို့လဲဆိုတော့လေဒီ video လေးမှာ customer တွေထီထားတဲ့ charms တွေရတယ်တော်တော်များများ design ကိုစုံလူနီးပါးကြီးကိုပါလောက်တဲ့အထိကိုတို့ကတီးကြတာအဲ့တော့လုံးဝရွှေအစ်စ်ကြီးကိုမသုံးချင်သေးဘူးပမာဏကလည်းများမှာဆိုတဲ့အတွက်ကြောင့်ဆိုလို့ရှိရင်ရွှေအစ်စ်လိုမျိုးအယောင်ခံပြီးတော့ color ခောက်ရွှေ feature တွေကိုဝတ်ဆင်ကြဖို့မိုးကအကြံပေးချင်ပါတယ်ရှင်အခောက်ရွှေ feature လေးတွေကလေလုံးဝ stainless steel quality အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ရေချွေဆက်ပြာ lotion chemical ကြိုက်တာထိလို့ရတယ်လုံးဝအရှောင်ကပြောင်းသွားခြင်းမရှိပါဘူးရှင်เนาะလုံးဝနှစ်ချီပစ္စလက်ခတ်ကိုဝတ်လို့ရတယ်။ဒါအပြင်မှာမိုးရှိမှာက strap design လေးတွေကလည်းဆန်းဆန်းလေးတွေနဲ့လုပ်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ strap ရိုးကြီးတွေနဲ့ဝတ်ကြတာမကြိုက်ဘူးလို့ရှိရင်ဒါလေးတွေနဲ့ဝတ်လို့ရတယ်နော်။ဒါအပြင်မိုးရှိမှာပဒီလုံးလေးတွေနဲ့လည်းတီလို့ရတယ်။ပဒီလုံးလေးအယောင်လေးဆိုလည်းဘိုးတို့ဆိုင်မှာရွေးချယ်ကြလေးတွေအများကြီးရှိတယ်။ဈေးနှုန်းလေးကလည်း9000 8000အနေစပြီးတော့ရှိတာမို့လို့တဲလေးတို့ charm stick အများကြီးထည့်လဲပို့ပြီးတော့တက်တာလေးဖြစ်မှာနော်။ charm stick အများကြီးထည့်လို့ရှိရင်မိုးက9ခုထပ်ပေါ့နော် charm stick တွေ9ခုနှစ်အထက်ယူပဲဆိုရှင်မိုးကကြစ်ကြိုးလေးတွေပေါ့နော်1000နဲ့ကြစ်ကြိုးလေးကို free အနေနဲ့ထည့်ပေးမှာဖြစ်ပါတယ်ရှင်။တကောင်ဟိုမှလည်း9000 8000 1000ခွဲအဲ့လောက်18000ပေါ့နော်အဲ့လောက်လေးရနေရှိတဲ့အတွက်ကြောင့်မို့လို့ဈေးနှုန်းလေးရနေတော်တော်လေးကို fair ဖြစ်တယ်အယောင်ကလည်းအရန်ခံတယ် quality အမျိုးမျိုးထွက်လာတဲ့အထက်ကမှာမိုးရှိရ quality ကိုအကောင်းဆုံးဖြစ်အောင်လေးမို့ quality ချိန်ပြီးတော့ရောင်းချပေးထားတာဖြစ်ပါတယ်ရှင်ဒါအပြင်လေဒီ Joe strap လေးတွေကလေပိန်ဝါခလေးလေး baby ပူစီလေးတွေကအစားဝိကရာအစင်ပြ strap လေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝိကရာပေါ့နော်ဝယ်ရတာစိုက်မတော်မာတွေလက်တိုင်းမတော်မာတွေလုံးဝကိုစိတ်ပူစရာမရှိပါဘူးနော်မိမိလိုချင်တဲ့ charms design လေးသာရွေးချယ်လိုက်ပါမိုးတို့ကအလှဆုံးလေးတီးပေးမှာပါနော်အဲ့တော့ရွှေစစ်မှာဆိုရင်မို့တို့ရွှေစံအိမ်လိုမျိုးရွှေဆိုင်အကြီးမှာပဲရှိတဲ့ဒီဇိုင်းတွေကိုမို့တို့ဒီ treasure by မျိုး fancy ဆိုင်မှာဒီလိုမျိုး feature လေးတွေကိုရောင်းချလာပြီးခဲ့တာအခုဆိုလို့ရှိရင်4လကျော်5လတဲ့ဝင်လာပြီဖြစ်ပါတယ်เนาะပထမဆုံးဈေးကွက်မှာဖောက်ပေးထားတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ quality ကိုတော်တော်လေးကို